ဒါလည်းဝိုင်ကွက်ဒါလည်းဝိုင်ကွက်ဒီမှာလည်းဝိုင်ကွက်ဘာလို့ site တွေကတစ်ခုနဲ့တစ်ခုမတူညီကြဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဟိုတယ်တွေမှာဝိုင်တွေကို serve လုပ်တဲ့အခါမှာဆိုလို့ရှိရင်အသုံးပြုတဲ့ဖန်ခွက်အရွယ်အစားတွေကဘာကြောင့်မတူညီကြလဲဆိုတာကိုကျွန်တော်ကရှင်းပြပြပါတယ်ဒီလိုဖန်ခွက်အရွယ်အစားမတူညီမှုတွေကအလှပအတွက်တည်တံ့ထုတ်ထားတာမဟုတ်ပါဘူးဝိုင်တွေရဲ့အနက်ဒီလိုဖန်ခွက်အရွယ်အစားမတူညီမှုတွေကဝိုင်တွေရဲ့အနက်အရသာကိုပြောင်းလဲပေးနိုင်တဲ့အဓိကလျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ် red wine လို့ခေါ်တဲ့ wine ကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်သူကတခြား wine တွေထက်ပိုပြီးတော့မှအနက်အရသာပိုပြီးတော့မှပြည့်စုံပါတယ်ဒါကြောင့်မလို့ red wine အတွက်သုံးတဲ့ဖန်ခွက်တွေဟာဆိုလို့ရှိရင်ခွက်အောင်ကြီးပြီးတော့စက်ဝိုင်းပုံစံမျိုးကြီးဖြစ်နေတာကိုတွေ့ရပါတယ်ဒီလိုသုံးရတဲ့အဓိကရည်ရွယ်ချက်ကတော့ wine ကိုဖန်ခွက်ထဲထည့်ပြီးတော့မှလှည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင် wine ဟာဆိုလို့ရှိရင်လေတုနဲ့ထွတ်ထွတ်မှုပို့ပြီးတော့များပြားလာပြီးတော့မှ wine ထဲမှာပါတဲ့ရင်းနှံတွေကပိုပြီးတော့မှပွင့်လာလို့ပဲဖြစ်ပါတယ်ဥပမာအားဖြင့် Cabernet Sauvignon လို့ခေါ်တဲ့စပစ်သီးမျိုးစားကိုလေ့လာကြည့်အောင်ပါဒီစပစ်သီးမျိုးစားဟာဆိုလို့ရှိရင်အရသာလည်းပြင်းတယ်ပြီးတော့ body ကလည်းပြီးတဲ့အတွက်ကြောင့်မလို့အနက်အရသာပို့ပြီးတော့မှစုံနေပါတယ်ဒီ Cabernet Sauvignon အတွက်တည်တံ့ထုတ်ထားတဲ့ဖန်ခွက်တွေဟာဆိုလို့ရှိရင်ခွက်အောင်ကြီးပြီးတော့အမြင့်ကလည်းပို့ပြီးတော့မြင့်ပါတယ်ဒီဝိုင်ကိုဒီဖန်ခွက်ထဲမှာထည့်ပြီးတော့တောက်သုံးမယ်ဆိုလို့ရှိရင်ဝိုင်ကလေတုနဲ့ထွတ်ထွတ်မှုပိုများပြီးတော့မှဝိုင်ထဲမှာပါတဲ့အနက်အရသာတွေကပို့ပြီးတော့မှခန်းစားလို့ကောင်းတာဖြစ်ပါတယ်Pinot Noir လို့ခေါ်တဲ့စပစ်သီးအတွက်ထုတ်ထားတဲ့ wine glass တွေကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ပုံစံကခွက်အောင်ကြီးပြီးတော့အဝနည်းနည်းကျင်းတဲ့အတွက်ဘောလုံးပုံစံမျိုးဖြစ်နေတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့သူ့ကို balloon glass လို့လည်းခေါ်ကြပါတယ်ဘာကြောင့်လို့ဒီလိုဒီဇိုင်းမျိုးနဲ့ထုတ်ရတာလဲဆိုလို့ရှိရင် Pinot Noir လို့ခေါ်တဲ့စပစ်သီးထဲမှာပါဝင်တဲ့ strawberry cherry နဲ့ပန်းရည်နံတွေကိုထိန်းထားဖို့အတွက်ဒီလိုဒီဇိုင်းမျိုးကိုထုတ်ထားတာဖြစ်ပါတယ်ဒါဆိုရင် white wine glass တွေကိုလေ့လာကြည့်အောင် white wine glass တွေကိုလေ့လာကြည့်တဲ့အခါမှာခုနကပြောခဲ့တဲ့ red wine glass တွေထက် site အရွယ်အစားပိုပြီးတော့မှသေးတာကိုတွေ့ရပါတယ်ဒီလိုသေးတာဘာကြောင့်လဲနံပါတ်1ကတော့ white wine ထဲမှာပါတဲ့သစ်သီးရင်းနှံအနေနဲ့ citric acid ဓာတ်တွေကိုပိုပြီးထိန်းထားဖို့ဖြစ်ပါတယ်နံပါတ်2အချက်အနေနဲ့ကတော့ဒီကလိုခွက်သေးခြင်းအပြင်ဒီ white wine ရဲ့ temperature အေးဓာတ်ကိုပိုပြီးတော့မှထိန်းထားနိုင်တာကိုလည်းတွေ့ရပါတယ်ဒါဆိုရင်ဒီ champagne နဲ့ sparkling wine ကိုတိုက်တဲ့ဖန်ခွက်ကလေးတွေကြတော့ဘာလို့ရှိမျောလေးတွေဖြစ်နေရတာလဲသူတို့ကတော့ champagne flute လို့လည်းခေါ်တယ်လို့ flute glass လို့လည်းခေါ်ကြပါတယ်ဒီလိုဖန်ခွက်မျိုးစားကိုသုံးရတဲ့အဓိကရည်ရွယ်ချက်ကတော့ဒီ champagne နဲ့ sparkling wine ထဲမှာပါတဲ့အေးဓာတ်နဲ့ဒီပူစီပေါင်းလိုမျိုးအမြုပ်ကလေးတွေကိုထိန်းထားနိုင်အောင်လို့တည်တံ့ထွင်ထားတာဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့ဒီ champagne နဲ့ sparkling wine ထဲမှာပါတဲ့အချင်ဓာတ်ကိုပို့ပြီးတော့မှခန်းစားလို့ရအောင်ဒီခွက်ကိုပို့ပြီးတော့မှသေးထားခြင်းဖြစ်ပါတယ်အများသောအားဖြင့်ကျွန်တော်တို့အရသာကိုမြည်တဲ့အခါမှာဆိုလို့ရှိရင်အချင်ဓာတ်ကိုရှာပြားကနေပြီးတော့မြည်စမ်းတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ champagne glass တွေ champagne flute တွေကပို့ပြီးတော့မှဒီအဝချင်းချင်းလေးချင်းမျောလေးတွေဖြစ်နေတာဖြစ်ပါတယ်ဝိုင်တွေကိုသုံးတဲ့ဖန်ခွက်အရွယ်အစားတွေမတူညီကြလဲဆိုတာကိုသိလောက်ပြီလို့ထင်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်